professional color grading လုပ်မယ်ဆိုရင်ကတ်ကိုမဖြစ်မနေသိထားရမယ်ဒီနေ့ Premium Pro ထဲမှာပြောပြပေးသွားမယ်အကြောင်းအရာကတော့ Lumetri color အောက်က cap ကြောင်းပဲဖြစ်တယ်တိုင်းလိုက်ထဲမှာ click လေးတစ်ခုထည့်ထားတယ် click လေးကို select လေးပေးလိုက်မယ်ကတ်ကိုဖွင့်လိုက်မယ်ပထမဆုံးမြင်ရမှာကတော့ဒီအဖြူအောင်နဲ့ရှိတဲ့နေရာလေးကို mastering cut လို့ခေါ်တယ်ပုံတစ်ခုလုံးကိုထိမှာဖြစ်တယ်ဒါကတော့ red channel ဖြစ်တယ်အနီရောင်ရှိတဲ့နေရာတွေကိုထိမှာဖြစ်တယ်ဒါကတော့ green channel ဖြစ်တယ်စိမ်းရောင်ရှိတဲ့နေရာတွေကိုထိမှာဖြစ်တယ်ဒါကတော့ blue channel ဖြစ်တယ်ပြာရောင်ရှိတဲ့နေရာတွေကိုထိမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ mastering channel ကိုပဲတွားရအောင်အရင်ဆုံးဒီ point နားလေးကို white လို့ခေါ်တယ်ဒီနားလေးကို highlight လို့ခေါ်တယ်ဒီအောက်ဘက်ကိုတွားရအောင်ဒီနားလေးကိုကြတော့ black လို့ခေါ်တယ်ဒီနားလေးကိုကြတော့ shadow လို့ခေါ်တယ်ဒီ black နဲ့ shadow white နဲ့ highlight အဲ့နှစ်ခုကြားထဲကအလဲနားလေးကို mid tone လို့ခေါ်တယ်အရင်ဆုံး white ကိုချတာပါအောက်ဘက်ထိရောက်သွားပြီဆိုရင်သူကလုံးဝအမဲအောင်ဖြစ်သွားလိမ့်မယ် white လုံးဝမရှိတော့ဘူးဆိုတော့အဓိပ္ပာယ် control Z ကလေးပြန်ခေါ်မယ်ပြီးတော့ဘယ်ဘက်ကိုဆွဲထုတ်လိုက်မယ်ဆိုရင် white ကလင်းလာတယ်ဒါဆိုရင်လုံးဝအဖြူစစ်စစ်အရောင်ဖြစ်သွားတယ်။ Okay သူ့ကိုမူရင်းတိုင်းလေးပဲပြန်ထားလိုက်မယ်။နောက်တစ်ခုကဒီနေရာလေးက highlight ပါ။ဒါလေးတစ်ခုလေးကိုတင်ရင် highlight တက်လာမယ်။ဒီဘက်ကိုချရင် highlight လျော့သွားမယ်။ဒီနှစ်ချက်ပြန်ပေးလိုက်။ဒီကတော့ black ပါ။ဒီဘက်ကိုဆွဲရင်မှောင်ကျသွားမယ်။ဒါဆိုရင်လုံးဝအမှောင်ထဲကိုရောက်သွားမယ်။ဒါလေးကိုပုံတင်ရင်လင်းလာမယ်။ဒါဆိုရင်အလင်းဆုံးနေရာ white နေရာကိုရောက်သွားမယ်။ Okay ဒီတစ်ခေါက်က shadow ဒီနေရာလေးကိုတင်ရင်မှောင်တဲ့နေရာတွေလင်းလာမယ်။အောက်ဘက်ကိုချရင်မှောင်တဲ့နေရာတွေပုံမှန်သွားမယ်။ Okay ဒီတစ်ခေါက်က mid tone ကတော့များသောအားဖြင့်လူရဲ့မျက်နှာတို့ဘာလို့ ਨੇ ပို့ပြီးတော့နီးစက်တယ်။ mid tone ကိုကင်ရင်မျက်နှာတို့လယ်ပင်နာတို့ပို့ပြီးတော့လင်းလာမှာဖြစ်တယ်။ဒါကတော့ mid tone ပါ။ cap မှာဆိုလို့ရှိရင်အများဆုံးသုံးကြတာကတော့ S cap ကိုသုံးကြတယ်။ S cap ဆိုတာကတော့ highlight နားလေးကို point to point ပေးလိုက်မယ်။ shadow နားကို point to point ပေးလိုက်မယ်။သူ့ကို S shape ပုံစံမျိုးလေးလုပ်လိုက်မယ်။ highlight ကိုနည်းနည်းလေးတင်မယ်။ shadow ကိုနည်းနည်းလေးချမယ်။များသောအားဖြင့် contrast တွေလိုချင်တဲ့အခါမှာဒါကိုကစားတယ်အရှိတ်ကစားလိုက်တာနဲ့ဘာတွေပြောင်းလဲသွားလဲ before after လေးတစ်ချက်ကြည့်ရအောင် before after အဲ့လိုပြောင်းလဲမှုတွေရှိပါတယ်ဒါ S cap လေးကစားထားတာပါဒါလေးတွေကိုများများလေးကစားပေးပါဒါဆိုလို့ရှိရင်ဒီရဲ့သဘောတရားတွေကိုသိလာလိမ့်မယ်အဲ့တော့ before after လေးတစ်ချက်ကြည့်ရအောင်ဒါကတော့ before ဒါကတော့ after အဲ့တော့အများကြီးဘာမှမလုပ်ဘူး color grading မှာဒီ mastering channel လေးတစ်ခုမှာပဲသွားပြီးတော့ကစားလိုက်တာနဲ့တင်သူ့ရဲ့ပြောင်းလဲမှုကအဲ့လိုဖြစ်သွားတယ် okay ရပြီဒီတစ်ခေါက်က red channel ကိုကစားပြမယ်ဒါကတော့ red နော်ဒီဘက်ကိုအများကြီးဆွဲတင်လိုက်ပြီဆိုတော့ ਨੇ သူကလုံးဝအနီရောင်ဘက်ကိုရောက်သွားမယ်ဒီအောက်ကိုဆွဲချလိုက်ရင်သူက red လုံးဝမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ် red မရှိတော့ဘူးဆိုရင်သူက green ဘက်ကိုရောက်သွားတယ်နောက်တစ်ခုက green ဘက်ကိုသွားကြည့်မယ်လုံးဝတင်လိုက်မယ်စိမ့်သွားပြီအောက်ကိုချလိုက်မယ်หนีသွားပြီအရောင်နေဆိုတာကဒီ red green blue နဲ့အခြေခံတည်ပြီးတော့မှဖွဲ့စည်းထားတာဖြစ်တာမို့လို့အရောင်တစ်ခုမရှိတော့ဘူးဆိုတာ ਨੇ သိတာတယ်အဲ့တော့ဒီမှာအပြာကိုကုန်တင်ကြည့်လိုက်မယ်အောက်ဆွဲချကြည့်လိုက်မယ်အရောင်ပြောင်းလဲမှုရဲ့အခြေအနေတွေကိုဒီမှာတွေ့ရလိမ့်မယ်ညာတော့အဖြစ်ကတော့ control လိုချင်ဒီမှာဒါလေးနဲ့ပဲကစား highlight ကလေးနည်းနည်းတင်မယ် shadow လေးပါလေးပြန်ချမယ်Okay ဒါ S cap ပဲဒီလို S shape ပုံစံမျိုးလေးပေါ်နေတာကို S cap လို့ခေါ်တာပါကိုယ့်အကူလိုသလောက်ကလေးကစားလို့ရပါတယ် before after လေးတစ်ချက်ကြည့်မယ် before after ဒီမှာမြက်ခင်းလေးတွေနည်းနည်းစိမ့်ကျင်တာဖြစ်တဲ့အတွက်မြက်ခင်းရဲ့မစ်တုံးလေးကိုနည်းနည်းထည့်ကြည့်မယ်။သိန်းရောင်လေးနည်းနည်းထည့်ကြည့်မယ်။ပြာရောင်လေးကိုနည်းနည်းလေးရှော့ကြည့်မယ်။ပြာလေးနည်းနည်းထည့်မယ်။ဟုတ်ပြီအနီရောင်ကိုကြတော့ရှော့လိုက်မယ်။မြက်ခင်းလေးရမ်းစိမ့်လာတာကိုတွေ့လိမ့်မယ်။ Okay တစ်ချက်ကြည့်အောင် before after RGB channel ရဲ့ကတ်ရဲ့သဘောတရားကတော့ဒါပဲဒီဟာကိုတခြားလေးလိုက်ကြည့်မယ်ဆိုရင်ကတ်ရဲ့သဘောတရားကိုနားလည်မယ်လို့ညွှန်လင့်ပါတယ်။နောက်နေ့တွေမှာဘယ်လိုမျိုးသင်ခန်းစာတွေထပ်ပြီးတော့သင်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦး။